ကျိုမိုရဲ့တစ်ထုပ်ခါ2ယောက်စာမပြိုင်တော့60 gram မြန်မာလက်ရွေးစင်မျိုးစုံဘောလုံးသင်းရဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့ဖြူဖွေးနဲ့ဆန်းတော်တို့ပါဝင်ကစားပေးနေတဲ့ဖိလစ်ပိုင်ကလပ်စတာရီယန်လာဂူနာသင်းဟာအမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲကနေထွက်လာရပြီဖြစ်ပါတယ်ခင်ဗျစတာရီယန်လာဂူနာသင်းဟာဒီနှစ်အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲမှာကွာတာဖိုင်နယ်အဆင့်ထိတက်လှမ်းရောက်ရှိခဲ့ပါတယ်စတာရီယန်လာဂူနာသင်းကိုမြန်မာပရိသတ်တွေစောစောမြဲမြဲမှတ်မိနေဦးမှာပါ ASB အမျိုးသမီးသင်းနဲ့မြန်မာနိုင်ငံမှာအမျိုးသမီးအာရှချန်ပီယံလိခြေစစ်ပွဲအောင်မြင်ရေးအတွက်အဆုံးဖြတ်ပွဲစဉ်ကစားတော့အမျိုးသမီးအာရှချန်ပီယံလိခြေစစ်ပွဲအောင်မြင်ခွင့်ကို ASB အမျိုးသမီးသင်းကစတာလီယန်လာဂူနာသင်းကိုအနိုင်ယူပြီးတော့လက်ရှိသွားခဲ့ပါတယ်စတာလီယန်လာဂူနာသင်းဟာအဲ့ပွဲမှာတော့ ASB ဘက်ကိုပွေစောကိုသွင်းနိုင်ခဲ့ပေမဲ့ ASB အမျိုးသမီးသင်းကနောက်ကလိုက်ပြီးတော့3ဂိုးသွင်းခဲ့တယ်အဲ့ပွဲမှာ ASB အတွက်ကိုသွင်းပေးခဲ့တဲ့ကစားသမားတွေမှာစမ်းတော်ကတယောက်ပါဖြစ်တယ်ခင်ဗျဟုတ်ကဲ့အခုတော့စမ်းတော်ကစတာလီယန်လာဂူနာအသင်းစီကိုအငှားပေါက်ကစားနေတာဖြစ်ပါတယ်။အေယာဝီအသင်းရဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့စမ်းတော်နဲ့ဖြူဖွေးနဲ့ကိုစတာလီယန်လာဂူနာအသင်းကအငှားခေါ်ခဲ့တာဖြစ်ပါတယ်ခင်ဗျ။ဖြူဖွေးဆိုရင်ဘောလုံးရာသီပြီးဆုံးချိန်ကိုရောက်မှအေယာဝီအမျိုးသမီးအသင်းစီကိုတောင်းရှေ့ရောက်ရှိလာတယ်။အဲဒီနောက်မှာပဲစတာလီယန်လာဂူနာအသင်းစီကိုအငှားပေါက်ကစားတာဖြစ်ပါတယ်ခင်ဗျ။စတာလီယန်လာဂူနာအသင်းဟာအမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲကိုအကောင်းဆုံးအုပ်စုဒုတိယအသင်းတွေဒီလိုတန်းစီရဲ့အချိန်မှာအကောင်းဆုံးအုပ်စုဒုတိယအသင်းစင်းနဲ့ပါပြီးတော့ရှေ့စပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပြိုင်ပွဲကိုရောက်တဲ့အချိန်မှာ ASB မြို့သမီးသင်းကအုပ်စုကနေထွက်လာရရင်မဲ့စတာလီယန်လာဂူနာမြို့သမီးသင်းကတော့ကွာတာဖိုင်နယ်အဆင့်ထိတက်လှမ်းနိုင်ခဲ့ပါတယ်ခင်ဗျ။ကွာတာဖိုင်နယ်အဆင့်မှာဖိလစ်ပိုင်ကလပ်စတာလီယန်လာဂူနာအသင်းကဂျပန်ကလပ်တိုကျိုဘာရီသင်းနဲ့ကစားလာတာဖြစ်ပါတယ်။ဂျပန်ကလပ်တိုကျိုဘာရီမြို့သမီးသင်းကတော့တကယ်ကိုအဆင့်မြင့်တဲ့အသင်းဖြစ်ပါတယ်။ဒီကွာတာဖိုင်နယ်ပွဲစဉ်မှာတိုကျိုဘာရီသင်းကစတာလီယန်လာဂူနာကို9ဂိုးမရှိဆိုတဲ့ကိုပြရလာနဲ့အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့်ဖိလစ်ပိုင်ကလပ်စတာလီယန်လာဂူနာမျိုးသမီးသင်းဟာတိုကျိုဘာရီကိုအရေးနေပြီးတော့ကွာတာဖိုင်နယ်ကနေပြိုင်ပွဲကိုနှုတ်ဆက်လိုက်ရပါတယ်။စမီဖိုင်နယ်ကိုတက်အောင်နိုင်ခြင်းမရှိတော့ပါဘူး။ဆောင်းတော်နဲ့ဖြူပွေးတို့ဟာစတာလီယန်လာဂူနာအသင်းမှာရှေ့စွမ်းပြကစားတဲ့ကစားသမားတွေဖြစ်နေပါတယ်ခင်ဗျ။ပြည်လိပြိုင်ပွဲမှာတော်တော်နာမည်ကောင်းရရှိနေပါတယ်။ဟုတ်ကဲ့ဆောင်းတော်နဲ့ဖြူပွေးတို့ကလည်းစတာလီယန်လာဂူနာအသင်းစီကိုအငှားပါအောင်ကစားဝင်ရရှိတဲ့အတွက်အတွေ့အကြုံကောင်းတွေအများကြီးရရှိရလို့ထုတ်ဖော်ပြောကြားထားပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ